ဘာဝနာတရားစတင်ပွားများအားထုတ်ဖို့ရန်အရှင်ကြားရောက်ပါပြီယတနာတော်မြတ်၃ပါးအနန္တောအနန္တ၅ပါးတို့ကိုရှိခိုးပါမေတ္တာပုဒ်သအမြတ်ပေးရတော်မူကြပါဗုဒ္ဓံသရဏံဂစ္ဆာမိဓမ္မံသရဏံဂစ္ဆာမိသံဃံသရဏံဂစ္ဆာမိဗုဒ္ဓဂုဏောအနန္တောဓမ္မဂုဏောအနန္တောသံဃဂုဏောအနန္တောမာတာပိတုဂုဏောအနန္တောအာဇရိယဂုဏောအနန္တောအနန္တောအနန္တ၅ပါးတို့ကိုယောသိမြတ်နိုးလက်ဆောင်မော့၍ရှိခိုးကြောပါ၏အရှင်ဘုရား30ပေါင်းကျင်လည်ကြကုန်သောလူနဲ့မြတ်မာသတ္တဝါအလုံးကျမ်းမာကြပါစေချမ်းသာကြပါစေဤယံကတိကင်းခြင်းကြပါစေဆိုရင်ကတိကင်းခြင်းကြပါစေယောဂကတိကင်းခြင်းကြပါစေကျွန်တော်တို့ဤဘဝအဆက်ဆက်မှစ၍ယနေ့တိုင်အောင်ပြုခဲ့ဖို့သောဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်ကောင်းမွန်အစွတ်စွတ်တို့ကိုအလုံးကြာကြသမျှအမြယူတော်မောင်းကြပါကုန်လောသာဓုသာဓုသာဓုဒီကနေ့လေဒီဆရာတော်ဘုရားကြီးဤတပည့်အနာဂတ်ဆရာသက်ကြီးနိနာနိတယအတိုင်းသမထဘာဝနာဝိပဿနာဘာဝနာနှမျိုးတို့ဝေသမထဘာဝနာတရားကျင့်ကြံပွားများအထောက်ရမည်ပြစ္စမနေဤအရှင်ဖြစ်ပါတယ်ဒီကနေ့ယောဂီအပေါင်းသူတော်ကောင်းတို့အားတရားမတိုင်ပင်ရှိဥစွာနိုင်အကြောင်းကိုဓမ္မဒါနဟောကြားပို့ချပေးမှာဖြစ်ပါတယ်နမတိတိနမအာယုံစီသောပြည့်သောတည်းဝတ္တနေအဖြင့်အာယုံစီသောတိုင်းညွတ်တည်းဝါတနေအဖြင့်အာယုံကိုတိတတ်၏ဣတိတသမထို့ကြောင့်နာမနာမည်၏အဲ့ဒီအာယုံဆိုတာဟာအစင်းမျိုးစုံယူပါယုံအတန်မျိုးစုံပတ္တယုံအနတ်မျိုးစုံကန္တာယုံအယတ္တမျိုးစုံယတ္တယုံထိတွဲမောမျိုးစုံဟောတ္တပါယုံအတွေးမျိုးစုံဓမ္မယုံဆိုပြီးတော့6မျိုးရှိပါတယ်ဒါကြောင့်မို့လို့အစင်းယူပတတ္တအတန်အနံကန္တာယတ္တအယတ္တအတွေးဖောတတ်ပါငါးဖြာအဆုံးရုပ်အာယုံပင်မနောဝိညာဉ်စင်ကြင်တုံးကသိသမျှအကောင်ဓမ္မယုံပိတိယုတ်ကတော့ခန္ဓာကိုယ်ပေါ်မှာပေါ်လွင်နေသွားလဲပဲသူတတ္တိသူမသိပဲနဲ့ဖောက်ပြန်တတ်တဲ့အလောက်ကိစ္စကိုသာလုပ်ပါတယ်အဲ့ဒီနေရာမှာပူတာအေးတာမော့တာရော့တာကယုတ်ပူတာအေးတာမော့တာရော့တာကိုသိတာကနာလို့ခေါ်ပါတယ်ခန္ဓာ၅ပါးအနေနဲ့ခွဲပြီးတော့ပြောရမယ်ဆိုရင်တော့
ယုတ်ကယူပခန္ဓာတိတ္တာကစိတ်ဝိညာဉ်မနှောလို့ခေါ်ကြတဲ့နာမ်ပါပဲနန္ဒတ်ကိုခန္ဓာအနေနဲ့ပြောရမယ်ဆိုရင်ဝေဒနာပညာသင်္ခါရဝိညာဉ်လို့ဆိုတဲ့နာမ်ခန္ဓာ၄ပါးတပေါင်းတည်းစုပြီးနာမ်လို့ခေါ်ခြင်းဖြစ်ပါတယ်ဖောက်ပြန်ခံစားမှတ်သားပြုပြင်သိဝိညာဉ်ငါအင်းခန္ဓာမှဘာကိုသိဖို့လိုတယ်လဲဆိုရင်နာယတိကိစ္စဆောင်ရွက်တဲ့အကြောင်းအကျိုးကိုသိဖို့လိုအပ်ပါတယ်နန္တရားတွေဟာအာယုံနှင့်ဓော်ရတိုက်ဆိုင်မှုကြောင့်ဖြစ်ပေါ်လာရပါတယ်အဲ့ဒါကြောင့်မလို့သေပြုလေဒီဆရာတော်ဘုရားကသကုသောတာဂာနာဇိဝကာယငါလီယုတ်အကြည်တိတလီမှတ်လောမနောအစကြီးဘဝင်စိတ်ပြီးဒီလိုမျိုးဖွင့်ဆိုတော်မုံခဲ့ပါတယ်ထပ်ပြီးဆုံးလင်းအောင်ရှင်းပြရမယ်ဆိုရင်နံပါတ်1သက္ခုပသာဒလို့ခေါ်တဲ့အတွင်အာယတနာမျက်စိအကြည်နဲ့အပြင်အာယတနာအစင်းမျိုးစုံယူပါယုံတို့တိုက်ဆိုင်ခြင်းမှာမနတိကာရလို့ခေါ်တဲ့နှလုံးသွင်းမောအာယုံရွက်ခြင်းပြုလိုက်မှာစက္ခုဝိညာဉ်လို့ခေါ်တဲ့အဆင့်ကိုမြင်တဲ့မြင်သိစိတ်ကလေးဖြစ်ပေါ်လာပါတယ်ဒါကြောင့်မို့လို့စက္ခုယူပါယုံနှစ်ပါးဆောင်လျင်စက္ခုဝိညာဉ်ပေါ်မြင့်ပင်လို့ဖွင့်ဆိုတော်မုံခဲ့ပါတယ်မျက်လုံးရဲ့အဆင့်ရဲ့နှစ်ပါးဆောင်လို့ရှိရင်မြင်သိစိတ်ကလေးဖြစ်တယ်တဲ့မျက်လုံးဒီလဲရုပ်သဘောတရားအဆင့်ဒီလဲရုပ်သဘောတရားအဲ့ဒီအဆင့်နဲ့မျက်လုံးနဲ့ရုပ်နှမျိုးတို့သိဆိုင်လိုက်တဲ့အတွက်ဒါမို့လို့မြင်သိစိတ်ကလေးပေါ်လာတယ်ဒီလိုဖွင့်ဆိုတော်မုံတာဖြစ်ပါတယ်သောတာပတ္တလို့ခေါ်တဲ့အတွင်းအာယတနာနာအကြည်နဲ့အပြင်အာယတနာအတန်မျိုးစုံတတ္တယုံတော့တိုက်ဆိုင်ခြင်းမှာမနတိကာရလို့ခေါ်ဆိုအပ်တယ်နှလုံးသွင်းမောအာယုံညွှဲခြင်းပြုတ်လိုက်မှသောတာဝိညာဉ်လို့ခေါ်တဲ့အတန်ကိုကြားတဲ့ကြားသိစိတ်ကလေးဖြစ်ပေါ်လာပါတယ်သောတာတတ္တယုံနှစ်ပါးဆုံးလည်းရင်သောတာဝိညာဉ်ပေါ်မြင့်ပင်လို့ဖွင့်ဆိုတော်မုံခဲ့ပါတယ်နာနဲ့အတန်ယုံနှမျိုးတိုက်ဆိုင်ခြင်းကြောင့်တဲ့ကြားသိစိတ်ကလေးပေါ်လာတဲ့ခန္ဓာပတ္တနာလို့ခေါ်ဆိုတဲ့အတွင်းအာယတနာနှာခေါင်းအကြည်နဲ့အပြင်အာယတနာနှမျိုးစုံခန္ဓာယုံတို့တိုက်ဆိုင်ခြင်းမှာမနတိကာရလို့ခေါ်ဆိုတဲ့နှလုံးသွင်းမောအာယုံညွှဲခြင်းပြုလိုက်မှခန္ဓာဝိညာဉ်လို့ခေါ်တဲ့နိုင်စိတ်ကလေးဖြစ်ပေါ်လာပါတယ်နှာခေါင်းနဲ့အနံ့ယုံနှမျိုးတိုက်ဆိုင်ခြင်းကိုနှလုံးသွင်းမောအာယုံညွှဲလိုက်တယ်ဆိုလို့ရှိရင်နိုင်သိစိတ်ကလေးတွေဖြစ်လာတယ်တဲ့ဒါကြောင့်မို့လို့လည်းပဲခန္ဓာကန္တာယုံနှစ်ပါးဆောင်လျင်ခန္ဓာဝိညာဉ်ပေါ်မြင့်ပင်လို့ဖွင့်ဆိုတော်မုံခဲ့ပါတယ်ဇိဝပတ္တလို့ခေါ်တဲ့အတွင်းအာယတနာရှာအကြည်နဲ့အပြင်အာယတနာယတမျိုးစုံယတယုံတို့တိုက်ဆိုင်ခြင်းမှာမနတိကာရလို့ခေါ်ဆိုအဲ့တဲ့နှလုံးသွင်းမောအာယုံညွှဲခြင်းပြုတ်လိုက်မှဇိဝဝိညာဉ်လို့ခေါ်တဲ့အယတသိစိတ်ကလည်းဖြစ်ပေါ်လာပါတယ်ဒါကြောင့်မို့လို့ဇိဝယတယုံနှစ်ပါးဆောင်လျင်ဇိဝဝိညာဉ်ပေါ်မြင့်ပင်လို့ဖွင့်ဆိုတော်မုံခဲ့ပါတယ်ရှားသေးဟုသောယုံနဲ့အယတသေးဟုသောယုတ်နှစ်ပါးတိုက်ဆိုင်ခြင်းကြောင့်အဲ့ဒီတိုက်ဆိုင်မှုကိုနှလုံးသွင်းမောအာယုံညွှဲခြင်းပြုတ်လိုက်မှအယတသိစိတ်ကလေးဖြစ်ပေါ်လာတာဖြစ်တယ်ကာယပတ္တလို့ခေါ်တဲ့အတွင်းအာယတနာကိုအကြည်နဲ့အပြင်အာယတနာထိတွဲမှုမျိုးစုံဖော်တတ်ပါယုံတို့တိုက်ဆိုင်ခြင်းမှာမနတိကာရလို့ခေါ်တဲ့
နှလုံးသွင်းမောအာယုံညွှတ်ခြင်းပြုလိုက်မှကာယဝိညာဉ်လို့ခေါ်တဲ့တိတ်သိစိတ်ကလေးဖြစ်ပေါ်လာပါတယ်ဒါကြောင့်မို့လို့ကာယဖောတ္တပယုံနှစ်ပါးအဆုံးလည်းရင်ကာယဝိညာဉ်ပေါ်မြင့်ဖြင့်ဒီလိုမျိုးဖွင့်ဆိုတော့မုံခဲ့တာဖြစ်ပါတယ်ကိုဤအကြည်နဲ့ဖောတ္တပယုံနှမျိုးတိတ်ဆိုင်ခြင်းမှာနှလုံးသွင်းမောအာယုံညွှတ်ခြင်းပြုလိုက်တယ်ဆိုလို့ရှိရင်ထိပ်တိစိတ်ကလေးတွေဖြစ်ပေါ်လာပါတယ်သေပြုလေးတွေဆရာတော်ဘုရားကြီးကဝိညာဉ်၅ဘဝကျွင်းသမျှကိုမနောဝိညာဉ်ဆို၏မနောဝိညာဉ်စင်ကြင်တောင်းကသိသမျှအကောင်ဓမ္မယုံပေသည်ဟာရယဝတ္ထုလို့ခေါ်တဲ့နှလုံးသွင်းအကြည်မှမှင်တဲ့မနာယတနာစိတ်နဲ့အတွေ့မျိုးစုံဓမ္မယုံတို့တိုက်ဆိုင်ခြင်းမှာမနတိကာရလို့ခေါ်တဲ့နှလုံးသွင်းမှုအာယုံညွှတ်ခြင်းပြုလိုက်မှပဲမနောဝိညာဉ်လို့ခေါ်ဆိုအပ်တဲ့တွေးသိစိတ်ကလေးတွေဖြစ်ပေါ်လာပါတယ်မနောဓမ္မတော်နှစ်ပါးဆုံးလည်းမနောဝိညာဉ်ပေါ်မြင်လို့ဖွင့်ဆိုတော်မူခဲ့ပါတယ်နောက်ထပ်တစ်ပတ်သေပြုလေးတွေဆရာတော်ဘုရားကြီးကပဲအကြည်6စုံအာယုံ6ပါးထိခိုက်ညာက6ပါးဝိညာဉ်အစိမ့်မပြတ်လျက်ရောင်ပမာဏခန္ဓာသည်ဆိုင်ရာအသိသိရှုပ်ပြကြတည်းအကြည်6စုံအာယုံ6ပါးထိခိုက်ညာက6ပါးဝိညာဉ်အစိမ့်မပြတ်လျက်ရောင်ပမာဏခန္ဓာသည်ဆိုင်ရာအသိသိရှုပ်ပြကြတည်းအကြည်6စုံဆိုတာဟာမျက်လုံးအကြည်နာအကြည်နှာခေါင်းအကြည်ရှားအကြည်ခန္ဓာကိုယ်ဤအကြည်ဟာရယဝတ္ထုလို့ခေါ်တဲ့နှလုံးသွင်းအကြည်မှာမှင်တဲ့မနာယတနာအာယုံ6ပါးဆိုတာကတော့အဆင်းအတန်အနံ့အယတ္တာအတွေ့အထိဖောတ္တပယုံနဲ့အတွေ့မျိုးစုံဓမ္မယုံတို့ဖြစ်ပါတယ်အဲ့ဒီမှာမျက်လုံးနဲ့အဆင်းနဲ့နားနဲ့အတန်နဲ့နှာခေါင်းနဲ့အနံ့နဲ့လျှာနဲ့အယတ္တာနဲ့ကိုယ်အကြည်နဲ့ဖောတ္တပယုံနဲ့ဟာရယဝတ္ထုလို့ခေါ်ဆိုအပ်တဲ့နှလုံးသွင်းအကြည်မှာမှင်တဲ့မနယတနာစိတ်နဲ့အတွေ့မျိုးစုံဓမ္မယုံဒီအကြည်6စုံအာယုံ6ပါးတို့ထိခိုက်လာပြီဆိုလို့ရှိရင်နံသဘောတရားတွေဖြစ်တဲ့မြင်သိစိတ်ကြားသိစိတ်နာမ်သိစိတ်ယတသိစိတ်ထိသိစိတ်တွေးသိစိတ်ဒီလိုမျိုးနံသဘောတရားတွေဟာအစိမ်မပြတ်သောအပြင်တဲ့လျက်ရောင်ပမာလျက်စီးလိုက်တဲ့အခါမှာခဏလေးနဲ့ဖြစ်ပြီးတော့ခဏလေးပြတ်သွားသလိုမျိုးပဲဒီနံခန္ဓာတို့ဆိုတာဟာလည်းပဲဆံညာအတိတိဖြစ်ပြီးတော့ပြတ်သွားကြတယ်အဲ့ဒါကိုရှုပ်ပြတ်ကြတည်းတဲ့ယောဂီအပေါင်းသူတော်ကောင်းတို့ဤရုပ်အကြောင်းနာမ်အကြောင်းတရားတွေကိုရှုမှတ်ပွားများအထောက်ခဲလို့ရှိရင်ဒီအကြောင်းတရားတွေဟာစင်ကြင်ပွားများအထောက်ရမယ့်အကြောင်းတရားတွေဖြစ်တယ်။ဒါကြောင့်မလို့အကြည်6စုံအာယုံ6ပါးထိခိုက်ညာက6ပါးဝိညာဉ်အစဉ်မပြတ်လျက်ရောင်ပမာဏခန္ဓာသည်ဆိုင်ရာအတိတိရှုပ်ပြတ်ကြသည်။ဒွါရနဲ့အာယုံဒွါရ6ပါးအာယုံ6ပါးတို့ဤထိခိုက်မှုကြောင့်ဖြစ်လာတဲ့နံသဘောတရားတွေကိုသိတော့ကြပြီဆိုလို့ရှိရင်နမတိတိနာမအာယုံစိတ်သောပြည့်သောတကိုင်းညွတ်တတိတ္တဤဣတိတသမတို့ကြောင့်နာမနာမြင်ပါပေတော့တတိဒီအာယုံစိတ်သောပြည့်သောတတ်တဲ့သဘောတဘာဝတွေကိုအာယုံပြုတ်ပြီးတော့ကြံရှိနေတဲ့အရှင်ကိုထိတ်ခံစားကျင့်စဉ်အဖြစ်စင်ကြင်ပွားများအထောက်ဖို့ရန်အလို့ငါယောဂီအပေါင်းသူတော်ကောင်းတို့ကြာရှည်ထိုင်နိုင်လောက်သောဣရိယာပေါင်းများကိုပြင်ဆင်ပြီးတော့
ရှုမှတ်ပွားများအထောက်ဖို့ရန်အလုံးကအမျိုးသားဖြစ်တဲ့ယောဂီများကတော့တင်ပလင်ခွဲဝဲတော်၎င်းအမျိုးသမီးဖြစ်တဲ့ယောဂီများကတော့တင်ပလင်ခွဲဝဲတော်၎င်းကျုံကျုံကလေးထိုင်ပြည့်ရွတော်၎င်းအောက်ပိုင်းဖြစ်တဲ့ခန္ဓာကိုယ်ခြေထောက်နှချောင်းကိုထပ်ရွေးတော်၎င်းမထက်မုံရွတော်၎င်းမိမိတို့ရဲ့ဣရိယာပုများကိုပြင်ဆင်ပြကြပါအလေပိုင်းဖြစ်တဲ့ခါကလေးကိုဖြောင်းဖြောင်းမတ်မတ်ထားပေးပါအပေါ်ပိုင်းဖြစ်တဲ့ဥကောင်းကလေးကိုကြပြန်တော့မငိုင်လွန်မမောလွန်သောအပြင်တစ်တစ်မတ်မတ်ထားပေးပါမိမိတို့ရဲ့ဣရိယာပုများကိုစိတ်ကြိုက်ပြင်ဆင်ပြီးသွားပြီဆိုလို့ရှိရင်မျက်လောကလေးကိုအသာအရာကလေးရှပ်ပေးပါအာယုန်တစ်ပါးစိတ်မသောစေပေနဲ့တတိတရားလက်ကင်ထားပြီးတော့သဘာဝအလျောက်ဝင်လာတဲ့လေကလေးဤချိရာနာသီဝနာသီဖြာအတွင်းသားဆိုင်နိုင်ငံမွင်းရင်ပင်နှာနှုတ်ယိုသေးဟုသောရှုွက်နေရာတွေမှာပဲအာယုံကက်လိုက်ပါဝင်လာတဲ့လေကလေးဤရှုွက်ဖြစ်တဲ့နာသီဝအတွင်းသားဆိုင်နိုင်ငံမွင်းရင်ပင်ကလေးတွေနှာနှုတ်ယုတ်ကလေးတွေကိုထိပြီးတော့ဝင်သွားတယ်ဆိုလို့ရှိရင်အဲ့ဒီဝင်သွားတဲ့နေရာကလေးမှာလေဤထိသွားတဲ့နေရာကလေးတွေမှာပဲဘလို့သဘောအမုံအရာတွေကိုခံစားနေရပါသလေလို့ခံစားရသဘောအမုံအရာတွေကိုရှုမှတ်ပွားများအားထုတ်ပေးပါအဲ့ဒီခံစားရသဘောအမုံအရာလက္ခဏာတွေဆိုတာဟာပူမှုန့်အေးမှုန့်နှွေးမှုန့်လှောက်လှောက်လှက်လှဖြစ်မှုန့်ရာကြီးကြီးဖြစ်မှုန့်စပြင်းပြင်းကျင်းဆက်ဆက်နာကျင်ကျင်ဖြစ်မှုန့်ရောတတစတဲ့သဘောအမုံအရာတွေဖြစ်ပါတယ်ယောဂီတို့အနေနဲ့ထိမ့်မုန်းခံစားမှုသဘောအမုံအရာတွေကိုသိအောင်ရှုမှတ်ရမှာဖြစ်ပါတယ်ထိတဲ့နေရာမှာဘလို့သဘောအမုံအရာဖြစ်နေတယ်ဆိုတာကိုပတာရမျက်စိနဲ့သိနိုင်သောအရာမဟုတ်ပါဘူးတတိနဲ့စောင့်ကြည့်အာယုံကိုခံစားပြီးသိရတဲ့သဘောသက်သက်သာဖြစ်ပါတယ်ယောဂီတို့ရဲ့တတ္တတတိဝိရိယဉာဏ်များစွာနဲ့သုဆောင်အထောက်ခဲ့တဲ့သမာဓိအရှင်အဝါနဲ့လေဤထိရှက်မှထူးခြားစွာဖြစ်ပေါ်လာတဲ့သဘောတတ္တိလေးတွေကိုရှာပါတတိကအာယုံစုစိုက်၍မှတ်နိုင်လေလေပို၍သိရလေလေပါပဲပစ္စမနေဤထိခံစားကျင့်စဉ်သမထဘာဝနာသမထဘာဝနာနဲ့ဝိပဿနာဘာဝနာနှစ်ခုတို့ကိုဆက်သွယ်ပေးမိပေါင်းကူးတရားသဘောဖြစ်ပါတယ်ပေါင်းကူးတရားခိုင်ခိုင်မာမလိုရာကကြီးမြန်မြန်ကြီးရောက်နိုင်ပါလိမ့်မယ်ဒီနေရာမှာဥပမာကအသားတေးမှာစုတချောင်းစုဝင်နေရင်ဒီစုဟာတဏီယာဒီမှသာစုဝင်နေပြီးဘေကောမမရွေ့တော့သလိုမျိုးပဲတဲ့ဝင်လေရထိရှာထွက်လေရထိရှာတိုင်းကိုစူးစူးစိတ်ရှုမှတ်နေရင်ဘုံမောင်သဘောတရားအေးမောင်သဘောတရားနွဲမောင်သဘောတရားလောလောလတ်လတ်ဖြစ်မောင်သဘောတရားရာကြီးဖြစ်မောင်သဘောတရားစပြင်းပြင်းကျင့်ဆက်ဆက်နာကျင်ချင်းဖြစ်မောင်သဘောတရားရောတတ္တဇာတသဘောအမုံအရာတွေကိုခန္ဓာကိုယ်ထဲမှာဒီခံစားချက်သဘောအမုံအရာတွေအများကြီးရှိကြောင်းကိုသိလာနိုင်ပါတယ်။ဒါကြောင့်မလို့ယောဂီအပေါင်းသူတော်ကောင်းတို့တွေသမထဘာဝနာမဝိပဿနာဘာဝနာတို့ကူးပြောင်းဖို့ရန်အလုံးကပေါင်းကုန်တရားသဘောဖြစ်တဲ့ခံစားမှုသဘောတရားအမုံအရာတွေကိုတတ္တတတိဝိရိယဉာဏ်မြတ်စွာနဲ့စုဆောင်အားထုတ်ခဲ့တဲ့သမာဓိအရှင်အဝါနဲ့လေတိရမှာထူးခြားစွာဖြစ်ပေါ်လာတဲ့သဘောတတ္တိလေးတွေကိုရှာဖွေကြပါတတိကအာယုံစုစိတ်ဝဲမှတ်နိုင်လေပို၍သိရလေပါပဲစူးစိတ်တစ်ချက်ကလေးမှအာယုံတစ်ပါးစိတ်မသောစေဘဲနဲ့ရှုမှတ်ပွားများအားထုတ်ပေးတော်မူကြပါယောဂီအပေါင်းသူတော်ကောင်းတို့တရားသိရရှမ်းမြေ့ကြပါစေ